ပေါ့နော် YouTube မှာposting ထားရပေါ့နော် YouTube နာမလား YouTube နာဟုတ်လားဆိုတာပေါ့နော်အဲ့ဒါကိုပေါ့နော်ယူတို့ရဲ့အဆုံးအပြတ်နဲ့ပဲပြီးက YouTube နာမလားမနာဘလားဆိုတော့ဆုံးဖြစ်မှာဖြစ်ပါတယ်အဲ့တော့အဲ့နာမှာကမနာရဘူးဆိုတာကတကယ်များနေပြီနှစ်ရက်ကိုအချိန်ပေးပါမယ်တကယ်လို့မနာရဘူးဆိုတာကများတယ်ဆိုလို့ရှိရင်မနာပါဘူးနာရမယ်ဆိုတာကများရဲဆိုရင်ပြီးနားပေးပါမယ်အခုပြပေးပါမယ်နော်ဒါလေးကပေါ့နော်ဂျူးလေးပဲဖြစ်ပါတယ်ဂျူးရေအဲ့ဒါကမိမိလေးရေမမကပေါ့နော်ဘယ်လိုဆုံးဖြတ်မှာလဲဆိုတော့သူကများတယ်မများတယ်နဲ့ဆုံးဖြတ်မှာပေါ့နော်ခုနပြောသားတဲ့အတိုင်းပဲကဲအဲ့ဒါကတော့ကျမတို့အားပေးကြတဲ့လူတွေပုံမှာမူကြည့်ပါတယ်ဒါတယောက်ပဲရွေးထားပါပေါ့နော်ပထမဦးဆုံးတစ်ခေါက်ဆိုရင်တော့အဲ့လိုဖြစ်ပါတယ်ဒါလေးလာပြောတာပေါ့နော်โอเคအားလုံးပဲ拜拜ပါ